တောင်ဝိုင်းလို့ပြောလိုက်ရင်ဖအံကိုပဲပြေးမြင်မိတာလားမော်လမြိုင်မှာလည်းတောင်ဝိုင်းရှိပါတယ် Hello guys this is Jack မော်လမြိုင် series ရဲ့ episode 2ပါတောင်ဝိုင်းကိုတွားမယ်ဆိုရင်မော်လမြိုင်စီးချိုအဝိုင်းကနေတက္ကသိုလ်ဘက်ကိုတွားတဲ့လမ်းမကြီးအတိုင်းတွားတောင်ဝိုင်းသူဆိုတဲ့လမ်းဆိုင်ဘုတ်ကနေဝင်ရမှာပါတွားမဲ့လမ်းတစ်ထောက်လျှောက်မှာနေတောင်ဝိုင်းကိုလှမ်းပြီးတော့မြင်နေရပါပြီဈေးချိုကနေဆိုရင်နိုင်ဝက်လောက်တော့တွားရပါတယ်တောင်မော်အထိကားနဲ့တက်လို့ရပါတယ်လမ်းတစ်ထောက်လျှောက်မှာဒေသခံတွေကတော့လမ်းလျှောက်ပဲတက်နေကြတာကိုတွေ့ပါတယ်တောင်ဝိုင်းပေါ်ကထိုင်တော်မူရုပ်ပွားတော်စီတွားတဲ့လမ်းတစ်ဝက်လောက်မှာမော်လမြိုင်မှာခစ်စားနေတဲ့ရေတကွန်ရှိတယ်လို့တော့ပြောပါတယ်လက်တို့ကတော့ချိန်မရလို့ဝင်ပြလိုက်ဘူးပေါ့နော်ကဲရောက်ပါပြီဗျာဒီမှာဆရာကြီးနှစ်ယောက်ကလာကြိုပါတယ်မနက်စောစောနေထွက်ချိန်ဆိုတိမ်ပင်လေကိုမြင်ရတယ်လို့တော့ပြောပါတယ်ဒီတောင်ပေါ်ကနေမော်လမြိုင်မြို့ကိုလည်းလမ်းမြင်ရတယ်ဘလူးကျွန်းကိုလည်းလမ်းမြင်ရတယ်တန်လွင်မြစ်ကြီးကိုလည်းလမ်းမြင်ရတယ်ဆန်းဆက်ကြည့်ဖို့တကယ်ကိုကောင်းတဲ့နေရာတစ်ခုပါနောက်အခါခွင့်တင်ငယ်တော့လမ်းလျှောက်တက်ကြည့်ပြီးနေထွက်ချိန်မှာတိမ်ပင်လေကိုကြည့်ကြပါသေးတယ်ဒီနေ့တော့ဒီလောက်ပါပဲ episode 3မှာပြန်တွေ့ကြမယ်တတ်တာ